ကောင်လေးနှစ်ယောက်ဆော့ရင်းနဲ့ဘတ်စကားအပြင်ဘက်ကိုဘောလုံးနှလုံးမတော်တဆကန်ထုတ်မိသွားတယ်။ကားမောင်းသမားကတော့သတိမထားမိဘူး။အဲ့ဒီနာကဖြတ်သွားတဲ့မျိုးသမီးတစ်ယောက်ကတလုံးကိုကန်ပြီးပြန်ပေးလိုက်တယ်။နောက်တလုံးကိုတော့လျှက်စီးတွေလက်သွားတဲ့အထိအာယူပြီးကန်ထည့်လိုက်တာမီတာ100လောက်ဝေးနေပြီဖြစ်တဲ့ဘတ်စကားတွေကိုတန်းတန်းမမတ်ဝင်သွားတယ်။ဒီမြင်ကွင်းကိုဘောလုံးနီးပြတစ်ယောက်မြင်သွားပြီးအဲ့ဒီအမျိုးသမီးကိုသူ့လိုချင်တဲ့လစာပေးပြီးသူ့အသင်းရဲ့လက်ထောက်နီးပြအဖြစ်လုပ်ဖို့ဖိတ်ခေါ်ခဲ့တဲ့အမျှဘိုးသမီးကညင်းမလို့လုပ်ပေမဲ့သူမကိုအလုပ်ထုတ်ခဲ့တဲ့အသင်းကရွှေဖလားရသွားတာကိုမြင်လိုက်ရတော့ပြိုင်ဆိုင်လိုစိတ်တွေနှိုးကြလာခဲ့တယ်။ဒါကြောင့်တပြားမှမတောင်းပဲစာချုပ်မှာလက်မှတ်ထိုးလိုက်တယ်။ကစားသမားတွေကတော့အလုပ်ထုတ်ခံထားရတဲ့သူကိုနီးပြကလက်ထောက်အဖြစ်ခေါ်လာတာမြင်ပြီးသူမရဲ့အရေးချင်းအပေါ်တန်တရားဝင်ကြတယ်။ဒီကစားသမားတွေကိုအနိုင်ယူဖို့အတွက်သူမကအပေါက်3ပေါက်ပါတဲ့ဘိုးခွဲတစ်ခုတောင်းလိုက်ပြီးအပေါက်ထဲကိုဘောလုံးအလွယ်တကူကန်သွင်းပြလိုက်တယ်။ကစားသမားတွေကအတိအမှတ်မပြုကြသေးပဲအပေါက်ကအရန်ကြဤလုံးလို့မတန်ဆွမ်းသူတောင်တွင်းနိုင်တယ်လို့ပြောကြတယ်။အမျိုးသမီးကဘိုးဖွဲကိုနောက်ထပ်10မီတာဆုတ်ခိုင်းလိုက်တယ်။ဒုတိယအကြိမ်ကန်ချက်ကလျှက်စီးလိုမြန်ဆန်ပြီးဒုတိယပေါက်ထဲကိုကွက်တိဝင်သွားပြန်တယ်။ကစားသမားတွေကမယုံကြည်နိုင်တဲ့မျက်နှာပေးတွေနဲ့ကန်ကောင်းလို့ပါလို့ပြောကြပြန်တယ်။အမျိုးသမီးကဘိုးဖွဲကိုနောက်ထပ်မီတာ90ထပ်ဆုတ်ခိုင်းပြီးစပိန်စီကန်ချက်နဲ့အသေးဆုံးအပေါက်ထဲကိုကန်သွင်းပြလိုက်တယ်။အခုတော့ကစားသမားတွေလုံးဝအံ့ဩဖုံးတန်သွားကြရပြီ။ရက်ဝက်လောက်ကြာပြီးနောက်မှာတော့ဒီမျိုးသမီးရဲ့လေ့ကျင့်ပေးမှုအောက်မှာဒီတတိယတန်းစားအသင်းဟာအားလုံးကိုအနိုင်ယူပြီးမြင်းမဲအသင်းဖြစ်လာခဲ့ကပြည်နယ်လိရဲ့စီမီဖိုင်နယ်ကိုတက်လှမ်းနိုင်ခဲ့တယ်။စီမီဖိုင်နယ်မှာတော့ရှုံးပွဲမရှိသေးတဲ့လျှက်စီးကလပ်အသင်းနဲ့ရင်ဆိုင်ရတယ်။မိနစ်9မိနစ်မှာတင်မိဘအသင်းကဂိုးတကိုးသွင်းလိုက်တယ်။လျှက်စီးအသင်းကောင်းဆောင်ကသူ့ကစားသမားတွေကိုအတီအခြေတိုက်စစ်ဆင်တော့မယ်လို့အချက်ပြလိုက်ပြီးအဲ့ဒီအတိုင်းပဲမိဘအသင်းနောက်ထပ်ဂိုးမသွင်းနိုင်တော့ပဲလျှက်စီးအသင်းကဇက်တိုက်ကိုတွေသွင်းလာတယ်။သူတို့ရဲ့နီးပြူဟာတွေကိုလျှက်စီးအသင်းကကြိုတိနေတယ်လို့မျိုးဖြစ်နေတာကိုလက်ထောက်နီးပြကချက်ချင်းသတိထားမိသွားတယ်။အချင်းပြတ်ချစားတဲ့အကြီးအကဲကမိဘကလပ်ရဲ့ဝန်ထမ်းတွေကိုလက်ထိုးပြီးလျှက်စီးအသင်းစီနီးပြူဟာတွေပေါက်ကြားအောင်လုပ်ထားမှန်းမသိခဲ့ကြဘူး။ဒါကိုရိပ်မိသွားတဲ့အဓိကဇက်ဆောင်ကနီးပြူဟာကိုပြောင်းလဲလိုက်ပြီးလေ့ကျင့်ထားတဲ့လျှို့ဝှက်လက်နက်ကိုသုံးဖို့ညွှန်ကြားလိုက်တယ်။ဒုတိယပိုင်းမှာတော့မိဘအသင်းဟာသူတို့ရဲ့စွမ်းရည်အစစ်အမှန်ကိုပြသပြီးတကူပြဒီတကူသွင်းကရမှတ်ကိုတရေဖြစ်အောင်လုပ်နိုင်ခဲ့တဲ့နီးပြူဟာပြောင်းလဲသွားတာကိုမြင်တော့လျှက်စီးအသင်းကောင်းဆောင်ကမတမာတဲ့နီလန်းတွေကိုသုံးပြီးညစ်ပတ်စွာကစားတော့တယ်လျှက်စီးအသင်းကစားသမားတွေကဖောက်ဖျက်ကျူးလွန်နေပေမဲ့ဒိုင်လူကြီးကမမြင်ချင်အောင်ဆောင်ပြီးအပြစ်တင်ကန့်ကွက်တဲ့နီးပြကိုပဲအဝါကပ်ပြလိုက်တယ်အဲဒီနောက်မှာလျှက်စီးအသင်းကစားသမားတွေကပိုဆိုးလာပြီးသူတို့ကိုမသွင်းနိုင်အောင်တားဆီးဖို့ရမှတ်ကိုပြန်ဖွင့်လိုက်တယ်လျှက်စီးအသင်းကောင်းဆောင်ကမိဘအသင်းကစားသမားတယောက်ကိုပြင်းထန်ထန်ဒဏ်ရာရအောင်လုပ်တဲ့အယုံမာဆုံးနီးပြူဟာကိုတုံးခဲ့တယ်အဲဒီတော့မှဒိုင်လူကြီးကအချိန်ပြည့်ဝီစီမှုတ်ခဲ့တယ်မိဘအသင်းကောင်းဆောင်ကွင်းထဲကထွက်သွားရပြီးသူတို့မှလူစားလဲမဲ့ကစားသမားမရှိတော့ဘူးဒုတိယပိုင်း9မိနစ်ပဲကျန်တော့တဲ့အချိန်မှာလျှက်စီးအသင်းကိုနိုင်ဖို့9ဂိုးသွင်းဖို့လိုအပ်နေတယ်ရန်ဆောင်မှုတွေကြုံနေရပေမဲ့မိဘအသင်းကအရှုံးမပေးချင်ဘူးနီးပြကလက်ထောက်နီးပြကိုဝင်ကစားဖို့တောင်းဆိုလိုက်တယ်အဲဒီအခါကျမှနီးပြကသူမကိုကစားသမားစာချုပ်မှာလက်မှတ်ထိုးခိုင်းထားခဲ့ပြလူစားလဲစရင်ထဲမှာအမြဲတမ်းထည့်ထားခဲ့မှအမျိုးသမီးတိလိုက်ရတယ်။သူမဟာကစားဖို့လိုအပ်ချက်အားလုံးနဲ့ကိုက်ညီနေတယ်။သူမကွင်းထဲဝင်ခါနီးမှာနီးပြကသူ့တစ်သက်လုံးကစားလာခဲ့တာချန်ပီယံဆုရချင်လို့ပဲလို့ပြောခဲ့တယ်။မျိုးသမီးကလွန်ခဲ့တဲ့9နှစ်သူမအသင်းကောင်းဆောင်ဖြစ်ခဲ့စဉ်ကဘိုလ်လူပွဲကစားကန်ဒီမှာကိုဝင်ရှိနေမှန်းသိလိုက်ရတဲ့အချိန်ကိုပြန်တတိယသွားတယ်။မိသားစုနီးပြရဲ့ဆန္ဒနဲ့ပရိသတ်တွေရဲ့ယုံကြည်မှုကြားထဲမှာသူမဟာဘိုလ်လူပွဲကနေနှုတ်ထွက်ဖို့ရွေးချယ်ခဲ့တယ်။ပရိသတ်တွေကသူမကိုအထင်သေးခဲ့ကြပြီးသူမလည်းဘယ်တော့မှပြန်မကစားတော့ဘူးလို့ကြိမ်ဆိုခဲ့တယ်။ဒါပေမဲ့9နှစ်အကြာမှာလင်းယောက်ျားကတစ္ဆာဖောက်လို့ကလေးဆုံးရှုံးခဲ့ရပြီးသူမလေ့ကျင့်ပေးခဲ့တဲ့အသင်းနိုင်သွားချိန်မှာလင်းယောက်ျားကသူမကိုအလုပ်ထုတ်ခဲ့တယ်။အခုတော့သူမတကြော့ပြန်ရွေးချယ်ရတော့မယ်။ကစားသမားတွေရဲ့စိတ်ပြတ်အားရောမှုနဲ့နီးပြရဲ့မျှော်လင့်ချက်တွေကိုမြင်ပြီးနောက်မှာတော့သူမကစားဖို့ဆုံးဖြတ်လိုက်တယ်။နောက်ဆုံး9မိနစ်ပဲကစားရမှာဖြစ်ပေမဲ့9ဂိုးပြန်သွင်းဖို့ကမလွယ်ကူလှဘူး။အစီရင်ခံတင်ဆက်သူကတော့လျှက်စီးအသင်းနိုင်လိမ့်မယ်လို့ထင်နေခဲ့တာဒါပေမဲ့လည်းအမျိုးသမီးဟာသူမရဲ့အကောင်းဆုံးအချိန်တွေတုန်းကလိုပဲကွင်းထဲမှာမယုံနိုင်စရာခုန်ပြန်မှုတွေနဲ့ကစားပြခဲ့ပြီးအတားအဆီးတွေကိုလျှက်စီးလိုရှောင်တိန်သွားခဲ့တယ်။လျှက်စီးအသင်းကောင်းဆောင်သူမကိုမြင်တော့အားလုံးကိုဝိုင်းပိတ်ဖို့အမိန့်ပေးလိုက်တယ်။ဗတ်ပေါင်းဆောင်ကဝိုင်းထားတဲ့ကြားကနေအမျိုးသမီးကခုန်တက်ပြီးလူတိုင်းကိုအံ့အားသင့်စေမဲ့ဂိုးတကူကန်သွင်းလိုက်တယ်။သူမကတကယ်ပဲဘောလုံးနဲ့ဖျားလားငါမခံနိုင်တော့ဘူး